ရှောင်းချမ်းဟော်ကတော့လူတူမရှိတဲ့အရက်ကိုရှောက်လန်းနေတယ်လို့မျိုးလူတယောက်ဓာတ်တလက်နဲ့တိုက်ခိုက်နေပြီးမျက်တောင်ခတ်တွင်းမှာတင်သွေးဆိုးခိုင်းတပိအတော်များများကိုခုတ်ပိုင်းပစ်လိုက်ပါတယ်စစ်ပွဲကတော့အပြင်းထန်စတင်နေပါပြီတုံဖုံကတော့ကြောက်လန့်တကြားနဲ့ကြောက်တုံးနောက်မှာပုံပြီးတုံရီနေရှာတယ်မင်းတို့ဘာသာမင်းတို့ချကြဗျာကျွန်တော်ကတော့အိမ်သာသွားရှာအောင်မယ်လူချန်ကအော်ဟစ်ပြီးဘေးကတောအုပ်ထဲကိုဝူးကနေပြေးဝင်သွားပါတယ်တောအုပ်ထဲရောက်တာနဲ့လူချန်ရဲ့မျက်နှာပေါ်ကကြောက်လန့်တကြားဖြစ်နေတဲ့အရေးအယောင်တွေကချက်ချင်းပျောက်ကွယ်သွားပါတယ်ဒီအစီရင်ခံကြီးကိုဖျက်ဖို့ရှောင်းချမ်းဟော်ရှိနေတာဆိုတော့ပြဿနာမရှိတော့ပါဘူးငါလို့ရမှာကပိုက်ကွန်တွေကလွတ်သွားတဲ့ငါးတွေကိုလိုက်ရှင်းပြီးလမ်းကြုံရင်အမျက်နဲ့ထွက်အောင်လုပ်ရမှာပဲလော့ရှာရက်ခတောင်ကြားနဲ့3မိုင်လောက်ကွာမှာတော့ဝိယုံနီဝစ်ထားတဲ့သွေးဆိုးကိုင်းအဖွဲငယ်လေးတစ်ခုဟာဖမ်းဆီးရမိထားတဲ့ခိုင်းဆောင်ကတပည့်တွေကိုအတင်းအဓမ္မဖမ်းခေါ်သွားကြပါတယ်မြင်မြန်လျှောက်စမ်းဖြစ်နေရင်အခုချက်ချင်းဓာတ်နဲ့မုံပစ်မယ်တီလားတောင်းပန်ပါတယ်ဗျာကျွန်တော်တို့ကိုလွတ်ပေးပါဦးလွတ်ပေးရမယ်ဟဲရစ်ပလင်ကိုရောက်တာနဲ့မင်းတို့ကအကောင်းဆုံးအာဟာရတွေဖြစ်လာမှာကွအဲ့ဒီချိန်မှာပဲထူးဆန်းတဲ့လေပြင်းတစ်ခုတိုက်ခတ်သွားပြီးရှေ့ကတောအုပ်ထဲကနေဝိယုံနဲ့လူတယောက်ထွက်လာပါတယ်သူကဖြူဖြော့ဖြော့မျက်နှာဖုံးကိုတက်ထားပြီးလက်နှစ်ဖက်ကိုနောက်ပြစ်ကလမ်းလေခေါင်မှာငိမ့်သက်စွာရက်ပြီးလမ်းပိတ်ထားတာပါဘသူလဲကွထဲဆန်းသွေးဆိုးကိုင်းကအလုံးလုံးနေတာမမြင်ဘူးလားဝိယုံနဲ့လူကဘာစကားမှမပြောပါဘူးသူကခေါင်းကိုအနှဲငယ်ပဲမောလိုက်ပြီးဟာလာဟင်းလင်းဖြစ်နေတဲ့မျက်နှာဖုံးမျက်လုံးပေါက်တွေနဲ့လူတိုင်းကိုစိုက်ကြည့်နေတယ်လို့ပါပဲဟန်ဆောင်ပန်ဆောင်နဲ့တရုတ်ဆောင်နေတာလားအဲ့ဒီတပည့်ကဒေါသအကြီးနဲ့ဓာတ်ကိုမြောက်ပြီးခုတ်ချလိုက်ပါတယ်ဖြောက်အတန်နှဲငယ်ပဲမြည်လိုက်ပြီးအဲ့ဒီတပည့်ရဲ့ဓာတ်ကအလဲတိတ်တိတ်ကနေနှစ်ချမ်းကွဲသွားပါတယ်ပြီးတော့အဲ့ဒီလူလဲသွေးတွေအန်ပြီးမြေပေါ်လဲကြကအသက်ပြောက်သွားပါတော့တယ်လူတိုင်းမျက်လုံးအပြူသားနဲ့ထိတ်လန့်သွားကြပါတယ်တာမန်လူသားသူကသူ့ကောင်းပုံမှာပြနေတာကတာမန်လူသားပါလားပထမတစ်ကွက်ပြစ်ဒဏ်ခတ်ခြင်းဒီအမြန်ပြေးသူကဒဏ္ဍာရီတဲကလူတက်နဲ့ဖျားပဲကျန်တဲ့လူတွေလည်းအခုမှသတိဝင်လာကြပါတယ်ဒါကအရင်တုန်းကလော့ဖုံးပုံမှာသတင်းကြီးခဲ့တဲ့မျက်နှာမဲ့တေမင်းမဟုတ်ဘူးလားသူတို့တွေတုံပန်းတွေကိုပြစ်ထားခဲ့ပြီးလှည့်ထွက်ပြေးကြပါတော့တယ်ဝိယုံနဲ့လူကလိုက်မဖမ်းပါဘူးသူကလက်တစ်ဖက်ကိုဆန့်ထုတ်ပြီးဟင်းလင်းပြင်ကိုအသားရတောက်လိုက်ပါတယ်လေတုကတုံခါသွားပြီးမမြင်ရတဲ့လေပီအားကြီးစံတွေကဝူးကနေပြန်တန်းသွားကထွက်ပြေးနေတဲ့လူတိုင်းရဲ့ကြောပြင်ကိုတိတိကျကျဖောက်ဝင်သွားပါတယ်ထွက်ပြေးနေတဲ့သွေးဆိုးကိုင်းတပည့်တွေအားလုံးမြေပေါ်လဲကျပြီးမလုံနိုင်တော့ပါဘူးဖမ်းဆီးခံထားရတဲ့တပည့်တွေကတော့ဒီမြင်ကွင်းကိုကြည့်ရင်အသက်ရှူဖို့တောင်မေ့နေကြပါတယ်ဝိယုံနဲ့လူကဒဏ်ရာရထားတဲ့ကျင့်ကြံသူအမျိုးသမီးလေးစီလမ်းလျှောက်သွားပြီးစိတ်ပလင်းတစ်လုံးပစ်ပေးလိုက်ပါတယ်အနောက်ဘက်ကိုသွားပါအဲ့ဒီနေရာကဘေးကင်းတယ်ပြောပြီးတာနဲ့သူကိုလှည့်ပြီးထွက်ခွာသွားပါတယ်အနက်ရောင်ဝိယုံကြီးကလေထဲမှာတစ်ဖြက်ဖြက်လွင့်နေတယ်စီနီယာကြီးရဲ့ဘွဲနာမလေးကိုတိပါရစေဦးခင်ဗျာနာမည်မရှိတဲ့အလုပ်ကိုပဲလုပ်တယ်လူချန်ကတော့တောအုပ်ထဲရောက်မှတိုးတိုးလေးရေရွတ်လိုက်ပါတယ်ဒီသွေးဆိုးကိုင်းကောင်တွေရဲ့တူလောင်အိတ်တွေကတော်တော်လေးဖောင်းတာပဲဟဲဒီတစ်ခေါက်တင်မော်ကြောက်တုံး3000တောင်မြတ်သွားတယ်ပြီးတော့တော်တော်အသုံးဝင်မဲ့မော်လက်နဲ့အချို့လဲပါသေးတယ်ဒါကဂိုင်းထဲမှာလာစင်ကြီးထုတ်ယူတာထက်အစာပေါင်းများစွာပိုကောင်းတာပဲသူကအဝေးကလော့ရှာရက်ခတောင်ကြားဘက်ကိုတစ်ချက်ကြည့်လိုက်ပါတယ်ပြီးတော့မျက်နှာဖုံးကိုတေချာသိမ်းဆုပ်ပြက်နေတဲ့အစိမ်းရောင်ဝတ်စုံကိုပြန်လဲပြီးကိုပို့ပြီးတနာစရာကောင်းတဲ့ပုံစံဖြစ်အောင်ပြန်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူချန်ဟာအသက်ပြင်းပြင်းတစ်ချက်ရှူမျက်နှာအမူအရာကိုချက်ချင်းပြောင်းပြီးတောင်ကြားဝက်စီကိုအသေးအတန်ပြေးရင်ပေါ်ပါတော့တယ်ကဲကြပါဦးပြုကျွန်တော်လမ်းပြောက်လို့ပါဒီနေရာကြီးကအရမ်းမဲတာပဲသူခြေလန်းတုံယူနဲ့တောင်ကြားဝက်ကိုပြေးဝင်မှာပဲရှောင်းချမ်းဟော်ကဝစ်စုံဖြူမှာသွေးတွေပေးချင်ရင်ဓာတ်ကိုတိမ်ပြီးစစ်နဲ့ဖျားတပါလို့မတက်ရက်နေတာကိုကွက်တီတွေးလိုက်ရပါတယ်တုံဖုံးကတော့ရှောင်းချမ်းဟော်ကိုကြီးညိုအားကြတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာပေါ့လူချန်ကတော့6တစ်ချောင်းထဲမှာကပ်ပုံးရင်သူ့ကောင်းပေါ်ကကျင့်ကြံခြင်းအဆင့်ကိုလှမ်းကြည့်လိုက်ပါတယ်လေ့ကျင့်ရေးအဆင့်3 9 တဲ့တေဆန်းတော်တော်အနေရများတာပဲအဆင့်ကပြန်တက်တော့မလို့လူချန်ကချွေးစေးတွေကိုတုပ်လိုက်ပါတယ်ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်အဓိကဖြစ်တဲ့ဗဟိုချက်ကမိစ္ဆာမျိုးစေ့ကထွက်မလာသေးပါဘူးသူ့ရဲ့အကြည့်တွေကလှုပ်ဝက်နေမြေရဲ့အနက်ဆိုင်ဆုံးနေရာစီရောက်သွားပါတယ်အဲ့ဒီကအနက်ရောင်မျိုးကိုတွေကြားထဲမှာခရမ်းရောင်မျက်လုံးတစ်စုံဟာတဖြည်းဖြည်းနိုးထလာနေပြီဖြစ်ပါတယ်ချန်လုံးလှုပ်ဝက်နေမြေအလဲဗဟိုချက်အနက်ပိုင်းအရင်ကရှေးဟောင်းရက်ပလင်ပြက်ကြီးရှိခဲ့တဲ့နေရာဟာအခုတော့သွေးပင်လယ်ငရဲပုံကြီးအဖြစ်လုံးဝပြောင်းလဲသွားပါပြီကဘာမြေကြီးကအကွဲနေပြီးအနီရောင်လာပါချော်ရည်တွေကမြေအကြောင်းတွေထဲကနေစီးထွက်နေတယ်လို့လေထုထဲမှာလည်းအော့အန်ဂျင်စရာကောင်းတဲ့သွေးညီနှံ့တွေဖုံးလွှမ်းနေပါတယ်အဲ့ဒီပျက်စီးနေတဲ့ရက်ပလင်လဲမှာတော့ကြီးမားတဲ့အနက်ရောင်မိစ္ဆာဦးကြီးတစ်လုံးလေထဲမှာဝဲပြန်နေပါတယ်ရှောင်းချမ်းဟော်ကဓာတ်ကိုကင်ပြီးအဲ့ဒီဦးနဲ့အနီးဆုံးနေရာမှာရက်နေတာပါသူ့ရဲ့အရင်ကဖုံတမုံမြမတင်တဲ့ဝစ်စုံဖြူကြီးဟာအခုတော့မိမြိုက်ခံထားရတယ်လို့မြေတူးနေပါပြီတောက်ဒါကတာမန်မိစ္ဆာမျိုးစေ့မဟုတ်ဘူးဒါရှေးဟောင်းသွေးမိစ္ဆာရဲ့တန်နေဗီဇပဲသွေးဆိုးကိုင်းကအယူတွေကသွေးမိစ္ဆာပိုးပေးကြီးကိုပြန်ရှင်အောင်လုပ်ဖို့ကြံစီနေကြတာကိုအဲ့ဒီအချိန်မှာပဲဖျောက်ဆိုတဲ့အကွဲတန်အကျဲကြီးတစ်ခုထွက်ပေါ်လာပြီးမိစ္ဆာဦးမျက်နှာပြင်မှာအကြောင်းတစ်ခုဖြစ်သွားပါတယ်အနက်ရောင်လက်သေးရှည်ကြီးတွေနဲ့လက်ကလေးတစ်ဖက်ကအတွင်းထဲကနေထွက်လာပြီးအကြောင်းသားတက်ကိုဆွဲဖြစ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့မိစ္ဆာကလေးငယ်ကဥခုံကိုဆွဲဖြဲပြီးအပြင်ကိုထွက်လာကလေထဲမှာဝဲပြန်နေပါတယ်သူကအသက်10နှစ်အရွယ်ကလေးတစ်ယောက်လိုပုံစံရှိပြီးအသားရည်ကကြည်လင်တောက်ပနေကငွေရောင်စပင်းရှည်ကြီးရှိပါတယ်ဒါပေမဲ့သူ့မှာမျက်စမ်းမရှိပဲမျက်လုံးတစ်စုံလုံးကအနက်ရောင်6နှစ်ကြီးလိုဖြစ်နေတာပါလူအုပ်ကြီးရဲ့အနောက်ဆုံးမှာပုံနေတဲ့လူချန်ကတော့ကြောက်ဆောင်ကြီးတစ်ခုနောက်မှာဝေရင်ကျင့်စဉ်ဖြစ်စေးလုံးတွေကိုပါဆက်ထဲအတင်းကောက်ထည့်နေပါတယ်သွားပြီဒီတစ်ခါတော့တကယ်အခြေအနေလွန်သွားပြီးဒီကောင်ကအနည်းဆုံးနားလည်မှုအဆင့်တဝက်ခွန်အားရှိတာပြပြီးတော့သူကစွန့်ရင်တက်ပဲမှုရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကအရာမဝင်ဘူးမော်ပညာနဲ့တိုက်ရင်လဲဝါမျိုးပြဦးမှာဒါကတကယ်ကိုပင်ထဲကပေါက်တစ်ခုပဲအဆိုးဆုံးကတော့
အဲ့ဒီမိစ္ဆာကလေးရဲ့အကြည့်ကသူ့စီမှာခဏလောက်ရက်တန့်သွားတယ်လို့လူချန်ခံစားလိုက်ရတာပါပဲလူချန်ကသူ့ကိုယ်သူလေ့ကျင့်ရေးအဆင့်3လို့ပဲပြထားပေမဲ့ဒီလိုအဆင့်မြင့်မိစ္ဆာတွေရဲ့အမြင်မှာတော့အသက်ဆွမ်းအားရဲ့ဆွဲဆောင်မှုအဆင့်တန်းကိုလုံးဝဖုံးကွယ်ထားလို့မရပါဘူးမဖြစ်ဘူးငါကိုယ်တိုင်ထွက်တိုက်လို့လုံးဝမဖြစ်ဘူးရှောင်းထန်းဟော်လည်းရှိနေတယ်ဟိုဝါတုတ်တုံဖုံးလည်းရှိနေသေးတယ်တကယ်လို့ငါကအခုဒီမိစ္ဆာကလေးကိုလက်တစ်ဖက်နဲ့ရိုက်တက်လိုက်ရင်ငါရဲ့အေးအေးဆေးဆေးပုံကွယ်နေမဲ့အခွေးကြံစီကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်ပြီးတော့ကောင်းကင်လန်းစင်ရဲ့မျက်လုံးကလည်းဒီနေရာကိုစိုက်ကြည့်နေတာငါသာနားလည်မှုအဆင့်စွမ်းအားကိုထုတ်လိုက်တာနဲ့နောက်တစ်စက္ကန့်မှာကောင်းကင်မိုးကြိုးကငါ့ကိုပါဒီမိစ္ဆာကလေးနဲ့အတူပြဖြစ်အောင်လာဖြစ်လိမ့်မယ်